မှန်တစ်ချက်တည်းကိုတက်ဆင်ပေးရရုံနဲ့တင်ဒေါ်လာ2000မြန်မာငွေ380ကျော်ရနိုင်နေဆိုရင်တင်လို့မလားအရန်ကြီးအလွယ်တကူတော့ဟုတ်ကဲ့လို့မဖြေလိုက်ပါဘူးနော်ဘာလို့လဲဆိုတော့ဒါဟာအထက်မြင့်အဆောက်အဦတွေရဲ့အပြင်ဘက်မှန်နရန်ကာတင်ဝေါ်တွေကိုတက်ဆင်ရတဲ့အလုပ်ဖြစ်ပြီးမှန်တစ်ချက်ချင်းစီရဲ့အလေးချိန်ဟာပေါင်660ကျော်ပိတ်တာ200နီးပါးရှိလို့ပါပုံမှန်အားဖြင့်ဒီမှန်တွေကိုမြေပြင်မှာအရင်ဆုံးအချောတက်ဆူစီပါတယ်ပြီးတော့မှပေပေါင်းရာနဲ့ချီတဲ့အမြင့်ကိုကရင်းနဲ့မှတ်တင်ရတာပါမှန်ချက်တွေလေထဲရောက်နေချိန်မှာတော့အောက်ကအလုပ်သမားတွေကကြိုးတွေနဲ့လိုက်ထိန်းပြီးမှန်ချက်တွေဝဲမသွားအောင်ထိန်းချောင်းပေးရပါတယ်နေရာအတိအကျရောက်ပြီဆိုရင်တော့မှန်ချက်ကိုချိတ်ဆက်ပစ္စည်းတွေနဲ့ချိတ်တွဲအသေးပိတ်ပြီးမှတက်ဆင်မှုပြီးမြောက်တာပါဒါပေမဲ့ဒီအလုပ်မှာအဓိကတန်ဖိုးရှိတာကမှန်ချက်နဲ့တန်ဖိုးမဟုတ်ပါဘူးအလုပ်သမားတွေဟာအသက်အန္တရာယ်ကိုယဉ်ပြီးလုပ်နေရတာပါအမြင့်ပေရာပေါင်းများစွာအပေါ်မှာလေပြင်းတစ်ချက်တိုက်လိုက်ရယူနေတဲ့ပေါင်1000နေလိုက်ကျော်ရှိတဲ့မှန်ချက်ကြီးကထိမ့်မရအောင်လှုပ်ခတ်သွားနိုင်ပါတယ်တကယ်လို့အဲ့ဒီမှန်ချက်ကြီးကထိမ့်မရတော့ဘူးဆိုရင်အနည်းဆုံးတော့မှန်ကွဲပြီးပျက်စီးသွားမှာဖြစ်ပေမဲ့အဆိုးဆုံးကတော့အလုပ်သမားကိုပါအဆောက်အဦပေါ်ကနေတွန်းချလိုက်နိုင်တာပါဒါအပြင်အမားအယွင်းဖြစ်ကိုလျော်ကြေးပေးရမယ်ဆိုရင်လဲဒေါ်လာ2000မြန်မာငွေ300ကျော်ကနေစတင်ပါတယ်